$10အနည်းဆုံးမြန်မာငွေနဲ့ဆိုလို့ရှိရင်$4,000အနည်းဆုံးကနေစထုတ်လို့ရမယ်ငွေရှာဂိမ်းလေးကြောင်းကိုပြပြပေးပါမယ်ဒီဂိမ်းလေးကို Play Store မှာအလွယ်တကူပဲ download ဆင်းနိုင်ပါတယ်ဂိမ်းပုံစံကတော့ခုလိုမျိုးအသီးတွေဆွဲရတဲ့ဂိမ်းမျိုးပါနိုင်ရင်တော့သူကအဆင့်တက်သွားပြီးတော့ဒေါ်လာတွေစုထုတ်သွားလို့ရမှာပါဒီလိုဆိုရင်ဂိမ်းလေးထဲဝင်ကြည့်လိုက်ရအောင်ခုလိုပေါ်တဲ့အခါမှာတော့ Google နဲ့ချိတ်ဆိုပါမဟုတ်လို့အစိမ်ကလို့လေးနှိပ်လိုက်မိတယ်ဆိုလို့ရှိရင်လည်းဘာမှမဖြစ်ပါဘူးခုဆိုရင်တော့ game နဲ့ရောက်သွားပါပြီ team ဆိုတာကတော့တငယ်ချင်းကိုကိုနဲ့ application တောင်းပြီးဆော့ခိုင်းရမှာပါအဲ့လိုမျိုးဆိုလို့ရှင်တော့ခုလိုဒေါ်လာပို့နဲ့တခြားစုလေးရပါမယ်တငယ်ချင်းကလည်း$1ရမှာပါဒါကတော့နေ့စဉ် game လေးထဲဝင်လို့ရှိရင် spin တစ်ချိန်နဲ့ cancel လို့ရပါမယ်ဒေါ်လာဒါမှမဟုတ်လို့ရှိရင် bonus အပိုးစုလေးရမှာပါဒါကလည်းနေ့လိုက်တနေ့ချင်းလောက်ပွင့်ပြီးတော့အပိုးစုလေးရပါတယ်ဒါနေ့လိုက်ရဲ့အခါမှာတော့ဒေါ်လာတွေစုရတဲ့နေရာပါဂိမ်းလဲပြီးလို့ရှိရင်ဒေါ်လာစုတွေရမယ်ဂိမ်းဆော့ရင်ရမယ်တစ်ကက်တွေကနေပြီးတော့ဒေါ်လာပြန်စုလို့ရမယ်ဆိုပြီးတော့ရှင်းပြပေးထားပါတယ်တစ်ကက်တွေစုတာမှာတော့ဂိမ်းဆော့တာတငယ်ချင်းဖိတ်တာ level အဆင့်တက်ရင်ရမှာရှိပါတယ်ဒါကတော့ lucky draw ပုံစံမျိုးပါရမယ်ဆိုတော့ဒေါ်လာ300အများဆုံးဖြစ်ပြီးအနည်းဆုံးက$1ရမယ်ပေါ့နော်ဒီမှာလည်းကြော်ညာကြည့်ပြီးတော့အပိုးစုတို့ဂိမ်းနဲ့ပြန်သုံးလို့ရမယ့်အရာတွေရမယ့်ဟာရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့ VPN မခံထားပေမဲ့ကြော်ညာတက်တယ်ပေါ့နော်ဒါဆိုရင်ဆင်ပြီးပါတယ်မိတ်ဆွေစီမှာကြော်ညာမတက်ရင်တော့ VPN ခံဆော့ပါ VPN မခံမဲ့ကြော်ညာမကြည့်ပဲလဲအပိုးစုတွေရမှာပါဒါကတော့ငွေထုတ်တဲ့နေရာပါဒီမှာလက်ရှိငွေ$10ပြည့်လို့ရှိရင်ငွေထုတ်လို့ရပါပြီပေးပယ်နဲ့ချိန်ပြီးတော့ငွေထုတ်လို့ရပါမယ်ဒီလိုဆိုလို့ရှိရင်ဂိမ်းလေးစဆော့ကြည့်ရအောင်ဒီမှာပြထားတဲ့အတိုင်းပဲအသီးရေအတွက်နိုင်အောင်လို့ဆော့ရမှာပါသူက3လုံးတန်းရင်နိုင်ပါတယ်ဂိမ်းနိုင်သွားတဲ့အခါမှာတော့ tickets တွေရောဒေါ်လာတွေရောပေးပါတယ်ပေးသလောက်ပဲယူမယ်ဆိုရင်တော့ claim ကိုနှိပ်ပါကြော်ညာကြည့်ပြီးတော့စုငွေကို2ဆယူလို့လဲရပါသေးရဲ့ကြော်ညာပေါ်လာရင်တော့2ဆရမှာပါ2ဆမရလဲဂိမ်းဆက်ဆော့သွားပြီးတော့ဒေါ်လာတွေဆက်စုသွားလို့ရပါရဲ့နော်စပင်လက်စရာ2ကြိမ်ခွင့်ရရှိလို့လှည့်လိုက်တဲ့အခါမှာတော့ဒေါ်လာနဲ့အပိုးစုတွေရလာပါတယ်ဒီလိုနဲ့ပဲဂိမ်းကိုဆက်ဆော့သွားလိုက်ပါဒီပေါ်ကရအောင်လုပ်ရမယ်အသီးနဲ့အရေးအတွက်ကိုမှဒီချိန်ရေးအတွက်ပဲရွှေ့ဆော့လို့ရမှာပါနောက်ဆုံးဂိမ်းနိုင်တဲ့အခါမှာတော့ငွေတွေရလာပါပြီဒီမှာလည်းအပိုးရမယ်အခွင့်အလမ်းရှိပါတယ်ဆက်ဆော့သွားပါ level တက်လာတာတို့test ပြတာတို့ဆိုလို့ရှိရင်အပိုးတွေကထပ်ပြီးတော့ရသွားမှာပဲအခုဆိုလို့ရှိရင်တော့ game လေးကြောင်းသိသွားလာပြီပေါ့နော်မိတ်ဆွေတို့လည်းဆန်းဆော့ကြည့်ပြီးလို့ရှိရင် comment မှာအတွေ့အကြုံလေးပြန်ပြောပေးခဲ့ပါအောင်နော်ဗီဒီယိုကိုလက်မနေပြီးအားပေးခဲ့ပါ channel ကိုလည်း subscribe လုပ်ပေးသွားခဲ့ပါအောင်နော်